အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဒီ Samsung Payback ရှောက်တဲ့နေ့ကျွန်တော် share လုပ်ပေးချင်ပါတယ်။ဘာလို့ကျွန်တော်ဒီ browser မှာဒီ Samsung Payback ကိုကျွန်တော်ဒီရိုက်လိုက်မယ်။ပြီးရင်ကျွန်တော်ဒီမှာအပေါ်မှာရှိတဲ့ Samsung Payback ဆိုတဲ့ပုံလေးနဲ့ဟာလေးကျွန်တော်ဒီနှိပ်လိုက်မယ်။အဲ့လိုပေါ်လာလို့ရှိရင်ကျွန်တော်ဒီမှာချင်းချောင်းအာကြီးပေါ့ဗျာ။အဲ့မှာကမ်းဖြောင်းနဲ့ကျွန်တော်ဒီ engine လုပ်လို့ရတယ်။အဲ့ဒီမှာကျွန်တော်တို့ကဒီခါခါဦးနဲ့ပဲကျွန်တော်ဒီထပ်ပြီးတော့ engine လုပ်လိုက်မယ်ဗျာ။အဲ့ဒီမှာပေါ်လာတဲ့ကျွန်တော်ဒီနာမည်ရေးမယ်။စိန်ညောင်းဝေးရေးမယ်။နောက်တစ်ခုကကျွန်တော်ရဲ့ phone number ရေးမယ်။ Okay ဒါဆိုရင်ကျွန်တော်ဒီ phone number လည်းရေးပြီးဆိုရင်ကျွန်တော်ဒီအောက်မှာ down ကိုကျွန်တော်ဒီနှိပ်လိုက်မယ်။အဲ့ဒီမှာမိုးသူသုံးခဲဟာကိုကျွန်တော်ဒီ engine ယူချောင်းကျွန်တော်ထပ်နှိပ်လို့ရတယ်ဗျာ။ဒီ bogey တွေမကြည့်ပဲနဲ့နှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီ open လုပ်လိုက်ခါကောက်ထဲရောက်သွားလိမ့်မယ်။ခါကောက်ထဲမှာကျွန်တော်ဒီအမှန်ချစ်ပေးမယ်။ပြီးရင်ကျွန်တော်ကဒီမှာ verify ကိုနှိပ်လိုက်မယ်။ဒါဆိုရင်ကျွန်တော်ဒီ verify နှိပ်ပြီးဆိုရင်ကျွန်တော်ဒီကာကာကိုကျွန်တော်တို့ဒီ password 6လုံးပါဗျာကျွန်တော်တို့ရဲ့သုံးခဲ့စဉ်တော့ password 6လုံးမှတ်မိလေရဒီတိုင်းရေးလိုက်ဗျာမှားပြီးပြီးတော့သူ engine ဖြစ်သွားလိမ့်မယ်ဗျာမှတ်မိရင်တော့နှိပ်လိုက် okay ဒါဆိုရင်ကျွန်တော်ဒီ password 6လုံးနှိပ်ပြီးဆိုရင်ဒီလိုမျိုးလေးပေါ်လာမယ်ဗျာအဲ့ဒီမှာ okay ကိုကျွန်တော်ဒီနှိပ်လိုက်တာနဲ့ကျွန်တော်ဒီရှောက်တဲ့နေရာကိုတန်းချက်ချင်းရောက်တာလည်းရှိရင်မရောက်လို့ရှိရင်ကျွန်တော်ဒီ pass ဆိုပြီးတော့ခုနရှောက်တဲ့ Samsung Payback ဘက်ကိုကျွန်တော်ဒီပြန်သွားလိုက်မယ်ဗျာOkay ဒါဆိုရင်ကျွန်တော်ဒီ engine 1လေးကိုကျွန်တော်ဒီနှိပ်လိုက်မယ် Okay ဒါဆိုတော့ကျွန်တော်ဒီထပ်ပြီးတော့ဒီရှောက်တဲ့စင်ထပ်သွားမယ်ပေါ့ဗျာအဲ့ဒီမှာကျွန်တော်ရဲ့နာမည်ဖုန်းနံပါတ်ကရေးပြီးသားဆိုရေးစရာမလိုဘူးနောက်တစ်ခုကဒီစောင်းပြောမှာကျွန်တော်ဒီကြားမှာရွေးမယ်နောက်တစ်ခုကကျွန်တော်ဒီညာဘက်မှာရှိတဲ့နဲပြီးတော့ဝဲကူကင်ဆိုရင်ကျွန်တော်ဝဲကူကင်ဆိုရင်ဝဲကူကင်မှာကျွန်တော်ဒီ sunset အဲ့ဒီမှာကျွန်တော်ဒီဝဲကူကင်ရွေးမယ်အောက်မှာကျွန်တော်ဒီခေါ်ကျူကြီးရောမှာကိုနေထိုင်တဲ့နေရာရွေးမယ်ပြီးရင်ရှီကွန်းကူစောင်းထက်မှာလည်းကျွန်တော်တူတူပဲကျွန်တော်ကတော့ဝါဆောင်ရှိဆိုဝါဆောင်မှာရွေးလိုက်တယ်ကိုကြောင်ကြီးတို့ဝါဆောင်ရှိပါဗျာအဲ့လိုမျိုးရွေးပြီးရင်အောက်မှာကျွန်တော်ဒီမှာ email ရှိတယ် email ကိုကျွန်တော်ဒီထည့်လိုက်မယ် Okay ဒါဆိုရင် email ထည့်ပြီးသွားဆိုရင်ကျွန်တော်ဒီ300မီတာမှန်ချစ်ပေးမယ်ကျွန်တော်အပေါ်ပြန်ကြည့်မယ်ပြီးရင်ကျွန်တော်ဒီအောက်ကိုပြန်ဆွဲကြည့်မယ်ဗျာအောက်မှာလည်းကျွန်တော်ဒီအမှန်ချစ်ပေးရမယ်အားရှိသေးတယ်ကျွန်တော်ဒီ Facebook မှာကျွန်တော်ဒီမှာကြောင်းချဲမှာလည်းကျွန်တော်ဒီအမှန်ချစ်ထပ်ပေးမယ်ဘိုဂီတွေကမကြည့်လဲရတယ်ဗျာအောက်ကိုကျွန်တော်ထပ်ဆွဲမယ်ကြောင်းချဲမှာလည်းကျွန်တော်ဒီအမှန်ချစ်ထပ်ပေးမယ်ပြီးရင်ဒေါင်းမို့လို့ကျွန်တော်ဒီနှိပ်လို့ရသွားပြီအဲ့မှာကျွန်တော်တို့ကဒီကို engine လုံးမဲ့ကတ်ကိုယူရမှာဗျာရတယ်နှစ်ကတ်သုံးကတ်ရှိလဲတစ်ကတ်ထဲလှုပ်လဲရတယ်ဗျာကျွန်တော်ကဒီကတ်ထဲလှုပ်ပြီးမယ်သူကအကုန်လုံးတွက်ပေးရဗျာအဲ့ဒီမှာပြီးရင်ကျွန်တော်ဒီ Facebook မှာမှန်ချစ်ပေးမယ်အောက်မှာကျွန်တော်ကဒီ cut တော့အပေါ်လို့ရှိတယ်ကို engine လုံးမဲ့ကတ်နံပါတ်တွေကျွန်တော်တို့ရေးမယ်ပြီးရင်ရှင်းချောင်းဟာကီကိုကျွန်တော်ဒီနှိပ်လို့ရသွားပြီOkay ဒါဆိုရင်ကျွန်တော်ဒီရှင်းချောင်းဟာကီကိုနှိပ်လိုက်မယ်Okay ဒါဆိုရင် Samsung Payback ရှောက်တာပြီးသွားပြီဗျာwhat key ကိုနှိပ်ပြီးရင်ကျွန်တော်ဒီအုံးနူတွေ software ကိုကျွန်တော်ဒီဆွဲရမယ်အဲ့ဒါကကျွန်တော်ငွေဝင်မဝင်စစ်တဲ့ဟာရယ်သုံးတဲ့ဟာရယ်ပေါ့ဗျာအဲ့ဒါကိုကျွန်တော်ဒီ Google Play ရယ် App Store မှာကျွန်တော်ဒီဆွဲလိုက်မယ်Okay ဒါဆိုရင်ကျွန်တော်ဒီအုံးနူတွေ software ကိုကျွန်တော်ဒီဖွင့်လိုက်မယ်ပြီးရင်ကျွန်တော်ဒီ what key ပြီးရင်ကျွန်တော်ကရှင်းချက်ခါကီOkay အမှန်ကြီးအလုံးပေးမယ်တုံးရဟာမီအဲ့ဒီမှာကျွန်တော်တို့ဒီနာမည်ပေါ့ဗျာနာမည်ကကျွန်တော်တို့ passport ရဲ့နာမည်တိုင်းရေးလိုက်ဗျာကျွန်တော်ကဒီဖုန်းနံပါတ်နဲ့ engine လောက်အောင်မှာဆိုတော့အဲ့ဒီမှာနာမည်ရေးမယ်ပြီးရင်ကျွန်တော်ဒီ working ကိုနှိပ်မယ် working နှိပ်ပြီးဆိုရင်ကျွန်တော်ဒီမှာ ID card နံပါတ်ရေးမယ်ပြီးရင်ကျွန်တော်ရဲ့ထုံးရှင်းစာကကျတော့ဒီဖုန်းပေါ့လေကိုသုံးတဲ့ SKD တို့ SKD LG ဆို LG ကျွန်တော်ဒီရေးလိုက်မယ်အဲ့ပြီးရင်ကျွန်တော်ကဒီမှာ working Okay ဒါဆိုရင်ကျွန်တော်ရဲ့ဒီဖုန်းနံပါတ်ရေးမယ်ပြီးရင်ကျွန်တော်ကဒီထုံးရှင်းစာရွေးမယ်ပြီးရင်ကျွန်တော်ကဒီရှင်းချောင်းအာကီကိုနှိပ်မယ်ကျွန်တော်ရဲ့ဒီဖုန်းနံပါတ်ရေးပြီးဆိုလို့ရှိရင်ကျွန်တော်ဒီ engine ပေါင်းလို့ယူချောင်းနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဖုန်းနံပါတ်ထဲကိုကုတ်ချပေးမယ်ဗျာအဲကုတ်ရေးပြီးရင်ကျွန်တော်ဒီရှင်းချောင်းအာကီကိုနှိပ်လိုက်မယ်အားလုံးပြီးသွားပြီဆိုရင်ကျွန်တော်ဒီ engine အာကီကိုနှိပ်လိုက်ရင်ပြီးရင်ကျွန်တော်ဒီကြောင်းချဲအမှန်ချစ်ပေးမယ်ပြီးရင်ကျွန်တော်ဒီစောအတိုင်းပဲခေါ်ကျူကြီးရော့မှာထပ်ပြီးတော့ရွေးမယ်ရွေးပြီးလို့ရှိရင်ကျွန်တော်ဒီအောက်မှာဝဲဝန်ကကြီးအဲ့ဒါကိုမနှိပ်ခင်ကျွန်တော်ဒီ email ထပ်ပြီးရွေးမယ်ဗျာကျွန်တော်ဒီစောရေးလိုက်တဲ့ email ကိုပဲကျွန်တော်ကထပ်ပြီးတော့ရေးပြရမယ်ဗျာ
email ရေးပြီးတော့ဆိုရှင်ကျွန်တော်ဒီဝဲဝန်ကိုအဲ့ဒါကိုကျွန်တော်ဒီနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီ password 6လုံးရှာမယ်ဗျာဒါကတော့ဒီဘယ်လိုပြောမလဲကိုမှတ်မိမဲ့ password ပေါ့လေကနန်းတွေကထက်လို့မရဘူးဗျာကွဲလွဲမှုရှိရမယ်အဲ့ဒါ password 6လုံးကျွန်တော်ဒီရေးလိုက်မယ်password 6လုံးရေးပြီးဆိုရှင်ကျွန်တော်ဒီမှာ8ပြောက်1လျော်အဲ့ဒါကိုကျွန်တော်ဒီနှိပ်လိုက်မယ်ဗျာဒါကကျွန်တော်ဒီရှောက်တာ3ပတ်3မို့ကျွန်တော်ဆိုရင်2လနီးပါးလောက်ကြာရဗျာတသိန်းဝင်တယ်သူကအုံနူဒီပေါ့လေရှိတဲ့နေရာတွေတုံးလို့ရပါတယ်ကျွန်တော်ဒီကောက်မှလည်းရှာလို့ရတယ်ဗျာအုံနူဒီဆိုင်ဆိုပြီးတော့ကျွန်တော်ဘက်မှာဆိုရင်ဂျေရိုမတ်ဒီမှာတုံးလို့ရတယ်သူကစကန်ဖတ်ပြီးတော့လည်းတုံးလို့ရတယ်နောက်တော့ QR code သူတို့စကန်ဖတ်အဲ့လိုမျိုးလည်းကျွန်တော်ဒီတုံးလို့ရတယ်ဗျာဒါကတော့ကျွန်တော်ဒီစံစင်းဖေးဖက်ရှောက်တဲ့နည်းလေးကိုကျွန်တော်တည်တလောက် sharing လုပ်ပြဖြစ်ပါတယ်ခင်ဗျာအားလုံးလည်းအများကြီးဝင်ကြပါစေအဆင်ပြေကြပါစေခင်ဗျာ